Diploma အနှင်းပေးပါရန် K Family Online ၏တာဝန်ခံကျောင်းအုပ်တီချေနှင်းပွင့်အားစင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါရရှင်Diploma လက်ခံရယူပေးပါရန်ကျောင်းသားမောင်ဘုံမြတ်မှုအားစင်မြင့်ထက်သို့ဖိတ်ခေါ်အပ်ပါရရှင်Diploma လက်ခံရယူပေးပါရန်ကျောင်းသူမတ်နဒီမင်းဦးအားစင်မြင့်ထက်သို့ဖိတ်ခေါ်အပ်ပါရရှင်Diploma လက်ခံရယူပေးပါရန်ကျောင်းသားမောင်ဆက်လင်းလက်အားစင်မြင့်ထက်သို့ဖိတ်ခေါ်အပ်ပါရရှင်Diploma လက်ခံရယူပေးပါရန်ကျောင်းသူမတ်ထက်ကလေးရာဆွေအားစင်မြင့်ထက်သို့ဖိတ်ခေါ်အပ်ပါရရှင် Diploma လက်ခံရယူပေးပါရန်ကျောင်းသူမတ်ထမြတ်မွန်အားစင်မြင့်ထက်သို့ဖိတ်ခေါ်အပ်ပါရရှင် Diploma လက်ခံရယူပေးပါရန်ကျောင်းသားမောင်မင်းခန်းစောအားစင်မြင့်ထက်သို့ဖိတ်ခေါ်အပ်ပါရရှင် Diploma လက်ခံရယူပေးပါရန်ကျောင်းသားမောင်ရဲရင်အောင်အားစင်မြင့်ထက်သို့ဖိတ်ခေါ်အပ်ပါရရှင် Diploma လက်ခံရယူပေးပါရန်ကျောင်းသူမတ်မိုးသိန်းခိုင်အားစင်မြင့်ထက်သို့ဖိတ်ခေါ်အပ်ပါရရှင် Diploma လက်ခံရယူပေးပါရန်ကျောင်းသားမောင်ခန့်ဖြိုးအောင်အားစင်မြင့်ထက်သို့ဖိတ်ခေါ်အပ်ပါရရှင် Diploma
ပေးပါရန်ကျောင်းသူမတ်ရွှန်းလဲလဲဝေအားစင်မြင့်ထက်သို့ဖိတ်ခေါ်အပ်ပါတယ်ရှင် ဒီပလိုမာအနှင်းပေးသွားပါတော့တီချယ်နှင်းပွင့်အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်